Okay, အားလုံးပဲမင်္ဂလာပါဒီကနေ့ April 3 ရက်နေ့နေ့ပိုင်း Israel American Iran တို့ရဲ့နောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့စစ်ပွဲသတင်းနဲ့အတူကမ္ဘာသတင်းတွေကိုပြောပြမှာဖြစ်ပါတယ်ရှေးဦးစွာပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ American သမ္မတ Donald Trump ကအခုဒီရက်ပိုင်းမှာများသောအားဖြင့်စစ်စင်ရေးကတရားတွေကိုရှင်းလင်းဖို့ဖြိုချပစ်ဖို့ညွန်ကြားထားတာရှိလာပြီမနေ့ကလေးပဲအီရန်နိုင်ငံမြို့တော်ရဲ့တီဟီရန်နဲ့အဆက်အသွယ်အနောက်ဘက်ခြမ်းမှာရှိနေတဲ့အမြင့်ဆုံးသောတရားကိုဖြိုချပစ်လိုက်တယ်အဲ့မှာလူသေးဆုံးမှု10 ယောက်ရှိခဲ့တဲ့ဒဏ်ရာရတဲ့သူကအယောက်100လောက်ရှိတယ်တဲ့အဲ့ဒါလည်းပြစ်ချပြီးရောအခုရက်ပိုင်းတရားတွေကိုအမြန်ဆုံးရှင်းလင်းဖို့ရန်ပြန်ပြီးတော့မှနောက်ဆုံးတတိပေးချက်တွေလှုပ်လာတယ်ဒီတော့ဒီလိုမျိုးလမ်းတရားတွေကိုရှင်းလင်းတာဟာမြေပြင်ထိုးစစ်ဆင်ဖို့အစဉ်စဉ်လားဒါမှမဟုတ်ဟိုတနေ့ကလို့အီရတ်ကနဲ့နော်အမေရိကန်ကိုတိုက်ဖို့အီရန်မှာနော်သူတို့ရဲ့တပ်ဖွဲ့တွေအကူအညီလာလုပ်တဲ့ဟာမျိုးနောက်ထပ်လာလုပ်လို့မရအောင်ဥပမာနဲ့ဟစ်ဘိုလာတို့နော်ဟူတီတို့ခြေကျင်ကနဲ့လာပြီးတော့မှအီရန်အတွက်အင်အားဖြည့်လို့မရအောင်လုပ်တဲ့အစဉ်စဉ်လားဒါစဉ်းစားစရာဟုတ်တယ်နောက်ဆုံးဗျူဟာတွေကြတော့ဒီတရားတွေကိုတခါတည်းဖြိုဖျက်ပစ်ဖို့ရှင်းပစ်ဖို့ဖောက်ခွဲပစ်ဖို့အစဉ်စဉ်နောက်ဆုံးအခုအမြင့်ထုတ်လိုက်တာဖြစ်တယ်အဲ့ဒါပထမဆုံးသတင်းဒုတိယသတင်းကအီရန်ဘက်ကအခုဒေသင်ကျွန်တော်ကြားရတဲ့သတင်းက UAE မှာရှိတဲ့အမေရိကန်ရဲ့တာမန်နစ်စက်ရုံဘာရိန်းမှာရှိတဲ့အမေရိကန်ရဲ့တာမန်နစ်စက်ရုံတွေကိုဒုံးကျည်နဲ့အကြီးအကျယ်ပစ်နေတယ်အဲ့ဒါနဲ့တစ်ဆက်သေးအစ္စရေးမှာရှိတဲ့လက်နက်စက်ရုံတွေကိုဒုံးကျည်နဲ့ပစ်နေတယ်အဲ့ဒီပစ်ခတ်မှုကအခုလေးတင်ဖြစ်နေတယ်ဟိုမှာထိလားမထိလားဆိုတဲ့ဟာကိုခဏနဲ့ဒီညနေပိုင်းမှာကြားရမှာဖြစ်တယ်အဲ့ဒီတော့ဒီအီရန်ရဲ့ထိုးစစ်ဗျူဟာလည်းတစ်မျိုးပြောင်းလာတယ်လက်နက်နဲ့ဆိုင်တဲ့ဟာတွေဟိုချလာတယ်မနေ့ကအမေရိကန်နဲ့အစ္စရေးလေတပ်ပူးပေါင်းခြင်းအဖြစ်ဒီအီရန်နိုင်ငံမှာရှိတဲ့နော်ရှေးဖစ်ဆိုင်ရာတကယ့်ဘဟုကိုပြစ်မှတ်ခဲ့တယ်ထိမှန်ခဲ့တယ်ဆိုတဲ့ဟာလည်းရှားရှိပြီးသားဖြစ်တယ်ဒီတော့အခုတလို့စစ်စင်ရေးတွေကအင်မတန်မှစိတ်ဝင်စားစရာအပြိုင်အဆိုင်ဖြစ်နေတယ်ဆိုတဲ့သတင်းတစ်ဖက်မှာစိတ်ဝင်စားစရာသတင်းပါရှိလဲဆိုရင်အမေရိကန်သမ္မတကြီးဒေါ်နယ်ထရမ့်ကအမေရိကန်အစိုးရရဲ့ရှစ်နေချုပ်ကိုဖေထုတ်ပလိုက်ပြီယာတူကနဲ့ထုတ်ပစ်လိုက်ပြီအဲ့ဒီရှစ်နေချုပ်ကဘာအတွက်ထုတ်ပယ်ခြင်းခံရရလဲမဟုတ်ရင်အမေရိကန်နဲ့ဒီအီရန်စစ်ပွဲမှာသူ့ရဲ့ဦးဆောင်ချက်လားရက်တီချက်လားမားနေလို့လားမကြာမီအတွင်းမှာကျွန်တော်အသေးစိတ်အချက်လက်ကိုသိရတော့မှာဖြစ်တယ်လောလောဆယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူတို့အမေရိကန်အစိုးရရဲ့ရှေ့နေချုပ်ကိုယာထုကနဲ့ပေထုတ်ပြလိုက်ပြီးဆိုတဲ့သတင်းကိုရရှိတယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကအမေရိကန်ရဲ့ကျင်းတပ်ဦးစီးရေးမှူးဦးစီးချုပ်တယောက်တာဝန်ကနဲ့အနားယူဖို့သတင်းထုတ်ပြန်လာတယ်အနားယူတော့မယ်ကျွန်တော်ကျင်းတပ်မှာရေရှည်လောက်ကင်လာခဲ့ပြီအဲ့ဒီတော့ကျွန်တော်အနားယူပါတယ်ဆိုတဲ့ဟာကိုတခါတည်းကြေညာလာတယ်အမေရိကန်ဘက်မှာလည်းအရှုပ်အထွေးတွေရှိတယ်အမေရိကန်နိုင်ငံကြတော့များသောအားဖြင့်ပွင့်နင်းနော်တခုပြီးတခုအချောင်းကြတာတောင်မှတခါတည်းသတင်းမှာပေါ်လာတဲ့အနေထားနိုင်ငံရေးနဲ့ပတ်သက်ပြီးမှဘောနော်အဲ့ဒီတော့နေ့တိုင်းလို့သတင်းအစ်အစမ်းတွေအများကြီးရှိတယ်ထူးခြားချက်တွေရှိတယ်ဆက်လက်လှုပ်ဆောင်တဲ့ကဏ္ဍတွေရှိတယ်အဲ့ဒီတော့ပိုမှဘာတွေထူးခြားလာမလဲဘာတွေစိတ်ဝင်စားစရာကောင်းလာတယ်ဆိုတဲ့ဟာကိုစောက်မြော်ကြည့်ရအောင်နောက်တစ်ခုသတင်းကအီရန်ရဲ့အတွင်းပိုင်းအင်အားဆိုတာစက်မှုလက်မှုနဲ့ဆိုင်တဲ့တအားပေးစိတ်ယုံနဲ့ဆိုင်တဲ့အင်အားကဘယ်အခြေအနေလဲဆိုတဲ့ဟာကိုပေါ်ပြလာတယ်အီရန်နိုင်ငံမှာတဲ့ဒီနော်လောင်စာရေနံနဲ့ခုမောင်းနေတဲ့စိတ်ယုံရှိတယ်တဲ့နောက်ပြီးတော့မှဓာတ်ငွေနဲ့
လေပတ်နေတဲ့စိတ်ယုံကြည်တွေရှိတယ်တဲ့အဲ့ဒါကြတော့နိုင်ငံတနိုင်ငံရဲ့95ရာခိုင်နှုန်းကအဲ့ဒီဓာတ်ငွေရဲ့ရေနံလောင်စာနဲ့ခုမောင်းနေတဲ့စိတ်ယုံက95ရာခိုင်နှုန်းဟုတ်တယ်တဲ့ကျန်တဲ့9ရာခိုင်နှုန်းကရေအားလျက်စစ်နဲ့လေပတ်နေတာဖြစ်တယ်တဲ့အဲ့ဒီတော့ခုနဒီဓာတ်ငွေရောရေနံလောင်စာတွေနဲ့ခုမောင်းနေတဲ့နော်သူတို့ရဲ့တကယ်စိတ်ယုံကြည်ကနေရရှိတဲ့ဓာတ်အားကြတော့98,000 မီဂါဝတ်တမှသူတို့ရရှိနေတဲ့ကျန်တဲ့အပူဓာတ်အားပေးစိတ်ယုံကြည်တော်မှ20ကျော်ရှိတဲ့အသေးစားမျိုးစိတ်ယုံတွေအများကြီးရှိသေးတယ်အဲ့တော့ American သမ္မတ Donald Trump ကဒီစိတ်ယုံနဲ့ဆိုင်တဲ့ဟာဓာတ်အားပေးနဲ့ဆိုင်တဲ့ဟာတွေနော်လောင်စာစီရေနံနဲ့ဆိုင်တဲ့စိတ်ယုံတွေကိုဖြိုပစ်မယ်ဆိုတဲ့ဟာကြတော့တနိုင်ငံလုံးကိုလုံးဝပြားပြောက်ကိုသွားအောင်လုံးဝဘာမှလုပ်လို့မရအောင်ဖြစ်သွားနိုင်တဲ့ view ဟာတစ်ခုဆိုတဲ့ဟာကိုတိတာထင်ရှားလာတယ်မြင်သာလာတယ်နောက်ပိုင်းကျရင်တရားရှင်းလင်းပြေးသွားရင်ဒီတပတ်နှစ်ပတ်သုံးပတ်ပြောထားတော့အဲ့ကြားကာလမှာဘာတွေလုပ်လာအောင်လဲဘာတွေဖြစ်လာအောင်လဲအခုတော့နောက်ဆုံးရရှိတဲ့သတင်းထဲမှာနောက်ပတ်နောက်လမေလအထိဒါရှိတဲ့အုံးမှာဒီစစ်ပွဲကမပြီးနိုင်ဘူးဆိုတဲ့ဟာပြောလာတယ်နော်ဧပြီလကုန်မယ်မေလအထိစစ်ပွဲအခြေအနေလုံးဝအသိမှစရာရှိတယ်ဒါရှိတဲ့အင်မတန်တက်လာမယ်ရေနံသေးတွေအင်မတန်တက်လာမယ်ဆိုတဲ့ဟာတွေပြောနေပြီအခုကတည်းကအဲ့ဒီတော့တစ်ဖက်မှာကပ္ပကုလသမဂ္ဂအဖွဲ့အစည်းတွေအစည်းအဝေးထိုင်ပြီးသွားပြီအစည်းအဝေးထဲမှာဘာအစည်းအဝေးလဲဆိုရင်တော့ Homos ရေလက်ကြားမှာနိုင်ငံနော်ဒီကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတွားရောက်ပြီးတော့မှလုံခြုံရေးလုပ်ဖို့တပ်ဖွဲ့ထားဖို့အစည်းအဝေးထိုင်ပြီးသွားပြီဒါပေမဲ့တချို့သောနိုင်ငံအမြဲတမ်းအဖွဲ့ဝင်နိုင်ငံတွေကဘာတွေကန့်ကွက်တာရှိလဲဆိုရင် Homos ရေလက်ကြားကိုတဲ့ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းကတပ်ဖွဲ့ဇေလို့မယ်ဇေလို့ပြီးတော့မှတဲ့လုံခြုံရေးအတွက်ဆိုပြီးတော့မှလက်နဲ့တုံးပြီးတော့မှတိုက်ခိုက်တာတို့နော်ပြစ်တာတို့မလုပ်ရဘူးအဲ့လိုဆိုတော့ငါတို့မတော်ဘူးဆိုတဲ့နိုင်ငံတွေပါဝင်လာတယ်တကယ်တမ်းဆိုရင်အမှလုံခြုံရေးလုပ်မယ်ဆိုရင်လက်နဲ့မကင်ဘဲနဲ့တော့ဘလို့နည်းနဲ့မှလုံခြုံရေးလုပ်လို့မရဘူးအဲ့ဒီလက်နဲ့ကင်မြလုံခြုံရေးလုပ်နော်ပြစ်ဆရာရှိတာတွေကိုပြစ်မဲ့အခြေအနေကိုတချို့တော့အမြင်နဲ့အဖွဲ့ဝင်နိုင်ငံများသဘောမတူဘူးအကယ်၍အမှတော့ပြီးတော့မှလက်နဲ့မဲ့လက်နဲ့ကင်ထိုက်တောင်မှပြင့်ခွင့်မရှိဘူးဆိုရင်တော့အင်မရန်ကတော့ပြစ်မှာဟူတီတွေပြစ်မှာနော်ဟစ်ဘိုလာတွေလည်းပြစ်လာနိုင်တယ်အဲ့အချိန်မှာကိုကမပြစ်ပြနဲ့ဒီတိုင်းတွားနေတော့တီမှာပဲအဲ့တော့မပြစ်ရတပ်ဖွဲ့တော့တွားလို့ရတယ်နော်ကာကွယ်ရေးလုပ်လို့ရတယ်ဒါပေမဲ့ပြစ်ခတ်တာတော့မလုပ်ရဘူးလက်နဲ့တုံးပြီးတော့မှအဲ့မှာစခန်းမချရအောင်ဆိုတဲ့ဟာတွေအကွေးကွေးအပြားပြားသူတို့အစီအဝဲထဲမှာတင်ပြလာတဲ့ဟာတွေရှိတယ်အဲ့ဒါတခုဒီနေတိုးမဟာမိတ်တကယ်ကောင်းဆောင်ဥက္ကဋ္ဌကြီးပြင်သစ်သမ္မတလည်းအမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့အမြဲတမ်းမတိတဲ့စကားတွေ24နာရီရှိတယ်အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့စကားပြောတာလည်းအများကြီးပဲပြောပြီးသွားပြီစပိန်တို့နော်အီတလီတို့ပြင်သစ်တို့ကအမေရိကန်နဲ့လုံးဝနော်နောက်လိမ့်နေတယ်အဲ့ဒီတော့လေးနဲ့စဉ်းစားပြီးတော့မှနေတိုးအဖွဲ့ဝင်တွေကနဲ့နှုတ်ထွက်မလားဆိုတဲ့ဟာကိုဒေါ်နယ်ထရမ့်စိတ်ထဲမှာရှိတယ်ဒေါ်နယ်ထရမ့်ကဖွင့်ပြောမှဖြစ်တယ်ဆိုတဲ့ဟာလေတကဘာလုံးသိရှိပြီးသားဖြစ်တယ်ဒီတော့ဘာပဲဖြစ်ဖြစ်နေတိုးအဖွဲ့ဝင်တွေကနဲ့ဒေါ်နယ်ထရမ့်ဘေးနဲ့ထွက်သွားမလဲတကယ်တော့မထွက်သွားရင်ဘလို့ဖြစ်လာမလဲထွက်သွားရင်ဘလို့ဖြစ်လာမလဲဘေးနဲ့မှထွက်သွားပြီနှုတ်ထွက်တယ်ဆိုတဲ့စကားကြားရမလဲအဲ့ဒီဟာအိမ်မတမစိတ်ဝင်စားစရာကောင်းတယ်ဒေတာတွင်းနိုင်ငံလဲအားလုံးမလုံခြုံဘူးထိခိုက်မှုပြစ်မှတ်ဖြစ်တာတို့အင်ရန်ကအရင်ကအလောက်တိတော့သူတို့နော်ကြောက်စရာမကောင်းအခုနောက်ပိုင်းကကြောက်စရာကောင်းလာတယ်တကယ်ဣသရေလကိုလည်းကြီးမားမားပြစ်တာတွေရှိလာတယ်ဒေတာတွင်းနိုင်ငံအားလုံးတကယ်နော်ဒီဘန်နဲ့ဆိုင်တဲ့ဟာအပြည့်ဆိုင်ရာလေစိတ်နဲ့ဆိုင်တဲ့ဟာ
ဒံငွေနဲ့ဆိုင်တဲ့ဟာနော်တမနစ်စိတ်ယုံနဲ့ဆိုင်တဲ့ဟာလက်နဲ့စိတ်ယုံနဲ့ဆိုင်တဲ့ဟာဣသရေလရဲ့နော်ဒီနျူကလ িয়ার စခန်းနဲ့ဆိုင်တဲ့ဟာအကုန်အားလုံးကိုကြည့်နေတယ်အဲ့ဒီတော့နောက်ဆုံးတပုတ်ပြောပြချင်တာကမနေ့တနေ့ကဒေါ်နယ်ထရမ့်ကအီရန်နိုင်ငံကိုတဲ့ကြောက်ခိကာလရောက်အောင်တုံးပို့ပေးလိုက်မယ်ဒီတုံးပတ်အတွင်းမှာကြောက်ခိကာလအထိရောက်အောင်ချပလိုက်မယ်ဆိုပြီးတော့မှချင်းချောက်ထားတာအဲ့ဒါကိုဒီအီရန်ဖက်ကတကယ်သူတို့ရဲ့နော်လွတ်တော်ဥက္ကဋ္ဌအကြီးဆုံးကဘာပြောလာတယ်လဲဆိုရင်ဒေါ်နယ်ထရမ့်ကိုခမည်းတော်နိုင်ငံကနှစ်ပေါင်း250လောက်ပဲနော်တည်တံ့လာတာရှိသေးတယ်နိုင်ငံတင်ဆောက်လာခဲ့တာကျွန်တော်တို့အီရန်နိုင်ငံကအင်ပါယာဖြစ်ပြီးတော့မှနော်နှစ်ပေါင်း6000နီးပါးတည်တံ့လာတဲ့နိုင်ငံအခုခမည်းပြောနေတဲ့ဒီနော်250နှစ်ပေါင်းလောက်ကြာရှည်တဲ့နိုင်ငံတနိုင်ငံကတဲ့နှစ်ပေါင်း6000လောက်တည်တက်လာတဲ့နော်အခိုင်အမာရှိလာတဲ့ရှေးဟောင်းအမွေနဲ့အပြည့်ရှိတဲ့နိုင်ငံကြီးတစ်ခုကိုကြောက်ခိရောက်အောင်ချပလိုက်မယ်ရှင်းပလိုက်မယ်ဆိုတဲ့ဟာကိုလုံးဝရှင်းနေတော့မညီဘူးဒါချင်းချောက်မှုလည်းမဟုတ်ဘူးဒါအင်မတန်မှနော်အတွေ့အခေါ်နေတယ်ဆိုတဲ့ဟာတွေပြောလာတယ်တစ်ဆက်သေးမှာအရင်တုန်းကအင်ရန်နိုင်ငံရဲ့ကြောက်ခိကာလကမ္ဘာမြေပုံကူပါပေါ်ပြပြီးတော့မှဒီမှာကြည့်ဆိုပြီးတော့မှသူတို့ရဲ့မြေပုံအနေထားမှာအင်ပါယာဘလောက်အထိကြီးမားခဲ့တယ်ဆိုတဲ့ဟာတွေပါပေါ်ပြလာတယ်အခုတလုံးမှာအီရန်ဘက်ကခေါင်းဆောင်တွေစကားမာလာပြီပြန်တုတ်ပြန်တဲ့ဟာတွေချင်းချောက်တဲ့ဟာတွေချလာပြီဒီလိုဖြစ်လာတိုင်းမှာခေါင်းဆောင်ပိုင်းတိတ်ရေရှင်မခံဘူးအဲ့ဒါကတော့တမိုင်းအရှင်ဆက်ဒီစစ်ပွဲရဲ့နော်အဖြစ်ပြက်ခေါင်းဆောင်တယောက်ကစကားမာလာပြီးချမယ်အမြင့်ပြတ်ရှင်းမယ်ကဘာမြေပုံကလည်းဖျောက်ပြစ်မယ်ပြောလိုက်ရင်အဲ့ဒီခေါင်းဆောင်ကတိတ်မသေးချတော့အခုနောက်ပိုင်းခေါင်းဆောင်အင်ရန်ဘက်ကခေါင်းဆောင်တော်များဣသရေလနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတယော်တာတို့လောင်ပြောင်တာတို့လှုပ်လာတယ်အဲ့ဒီတော့ဒီလောင်ပြောင်တဲ့သူတွေနောက်ထပ်တပတ်ခံမလားတလခံမလား6လခံမလားဆိုတဲ့ဟာကိုတည်င်းအရာကျွန်တော်မြင်တွေ့ရမှာဖြစ်တယ်ဆိုတဲ့ဒီနောက်ဆုံးရတည်င်းတွေကိုပြောပြရင်းဒီနေရာမှာနေကုန်းချုပ်ချင်ပါတယ်ကျွန်တော်ကြီးရှုအားပေးတော့ချစ်တော်ညီကိုမောင်နှမတယောက်ချင်းစီကိုဘုရားသခင်ကောင်းကြီးပေးပါစေရန်သူမျိုးဘေးအန္တရာယ်၅ပါးထဲကနေလွတ်မြောက်ကင်းဝေးကြပါစေဆိုပြီးတော့မှဒီနေရာမှာရန်နာချင်ပါတယ်โอเค